Rashford အနေနဲ့ဘာစီလိုနာအသင်းမှာဆက်ရှိဖို့အတွက်အခြေအနေကောင်းနေပြီးတော့အင်တာမီလန်အသင်းရဲ့နောက်ခံလူ Bastoni အတွက်ဘာစီလိုနာအသင်းဘက်ကတရားဝင်ခေါ်ယူဖို့အတွက်တွန်းဆုံနေတယ်ဆိုတဲ့အကြောင်းအရာတွေနဲ့ပတ်သက်တဲ့ယနေ့မေလ21ရက်နေ့နောက်ဆုံးရဘာစီလိုနာအသင်းရဲ့အပြောင်းရွှေ့သတင်းတွေကိုစူးစီးတင်ဆက်ပေးမှာဖြစ်ပါတယ်။ယာလီဂိုမှာအသင်းရဲ့အဓိကတိုက်စစ်မှုဖြစ်တဲ့လီဝန်ဒေါ့စကီထွက်ခွာသွားတာနဲ့တပြိုင်နက်ဘာစီလိုနာအသင်းကလာလီဂါချမှတ်ထားတဲ့ 1:1 တွေကိုပြန်ဝင်လာဖို့ရှိပါတယ်။အသင်းအနေနဲ့ယခုနှစ်ရာသီအတွက်Spotify Camp Nou ရဲ့VIP CD ကနေယူရို83တန်ရရှိထားပြီးတော့လီဝန်ထွက်ခွာသွားရင်လည်းကစားသမားတွေရဲ့salary cap မှာယူရို24တန်အထိလျော့ကျသွားဖို့ရှိပါတယ်။အခုလို 1:1 ပြန်ဝင်လာတဲ့တပြိုင်နက်အားကစားဒရိုက်တာတီကိုအတွက်လှုပ်ဆောင်ရမယ်မပြီးပြတ်သေးတဲ့ညှိနှိုင်းမှုကိစ္စတွေအများကြီးချက်ရှိနေပါသေးတယ်။အထူးသဖြင့် Manchester United အသင်းကနေငှားယူခေါ်ယူထားတဲ့ Rashford ကိုအသင်းမှာဆက်ထားဖို့အတွက်နီးပြ Hansi Flick ကပြီးသိမ်းပြလိုက်ပါတယ်။နီးပြ Hansi ရဲ့ play ဖြင့်အသင်းရဲ့ဘုတ်ဖွဲ့ဟာ Rashford လို quality မျိုးနဲ့ကစားသမားမျိုးကိုယူရိုတန်30လောက်တန်ကြီးနဲ့ပြောင်းရွှေ့ဈေးကွက်မှာတခြားကစားသမားအသစ်ရှာဖွေဖို့ဆိုတာမဖြစ်နိုင်တဲ့အရာလို့သတ်မှတ်ထားပြီးတော့Rashford ရဲ့အသင်းပေါ်အကျိုးပြုမှုတွေကိုလည်းနီးပြ Hansi Flick ကသဘောကျတဲ့ရရှိပါတယ်။ဒါပေမဲ့အသင်းအနေနဲ့ယူရိုတန်30ကိုတလုံးတစ်ခဲတည်းပေးဖို့အတွက်တော့ဆန္ဒမရှိပဲနဲ့နောက်ထပ်100ဒီငါဒါမှမဟုတ်တန်30ကိုအရေးကြပေးချေတဲ့ပုံစံမျိုးနဲ့ပေးချေသွားဖို့အတွက်ကြိုးပမ်းသွားလိမ့်မယ်လို့သိရပါတယ်။ Manchester United အသင်းဘက်ကလည်းတခြားသောမြည်သည့်ကမ်းလှမ်းမှုမျိုးမှာလက်ခံမှာမဟုတ်ဘဲနဲ့ Rashford အတွက်ယူရိုတန်30ပေးချေမှသာလျှင်အသင်းကိုအပိတက်ရောက်ချသွားဖို့ရှိပါတယ်။ဒီပြ Hansi Flick ကမီးစိမ့်ပြခဲ့အပြီးမှာတော့အဆိုပါပြောင်းရွှေ့ရေးကိုပေးချေဖို့အတွက်ဘာစီလိုနာအသင်းဘက်ကကြိုးစားလာဖို့ရှိပါတယ်။ဒါပြင် Rashford အနေနဲ့လည်းဘာစီလိုနာအသင်းမှာဆက်ရှိဖို့အတွက်သူရရှိနေတဲ့လစာရဲ့40%အထိရှော့ချသွားဖို့လည်းဆန္ဒရှိနေတယ်လို့သိရပါတယ်ခင်ဗျာ။အင်တာမီလန်အသင်းရဲ့နောက်ခံလူ Bastoni အနေနဲ့ဘာစီလိုနာအသင်းက၎င်းကိုကန်လန်ဖို့အတွက်စောင့်မျှော်နေခဲ့ပေမဲ့လည်းနီးပြ Hansi Flick နဲ့ဒီကိုတို့ရဲ့တွေ့ဆုံမှုအပြီးမှာတော့နီးပြ Hansi Flick အနေနဲ့Bastoni ကိုအသင်းထံခေါ်ယူဖို့အတွက်ကန့်ကွက်ခဲ့ပါတယ်။အဓိကတော့ Bastoni အနေနဲ့အသင်းရဲ့ကစားပုံနဲ့အဝင်နိုင်ရင်ရှိမရှိအပေါ်မှာစိုးရိမ်နေပြီးတော့အင်တာမီလန်အသင်းဘက်ကတောင်းဆိုမဲ့ယူရိုတန်80အထိပေးချဖို့ရလဲဘာစီလိုနာအသင်းကဆန္ဒမရှိဖြစ်နေရပါအဲဒါကြောင့် Bastoni ကိုခေါ်ယူဖို့ရေးမှာဘာစီလိုနာအသင်းကနောက်ဆုတ်ခဲ့ပြီလို့ပဲကနဦးသတင်းတွေကကောက်ချက်ချလို့ရပါတယ်ဒါပြင်ယခုလာမယ့်ရာသီပြောင်းရွှေ့တွေအဓိက target တွေဖြစ်တဲ့striker တယောက်နဲ့ဘယ်တန်ဘဟုခန့်စင်မှုတယောက်ခေါ်ယူနိုင်ဖို့ရာအတွက်ဒီကိုအနေနဲ့စူးစမ်းရအောင်မှာဖြစ်လို့Rashford တို့ cancel တို့ရဲ့အပြောင်းရွှေ့အတွက်အပြီးသက်ဖို့လည်းဆက်လက်လှုပ်ဆောင်အောင်မှာဖြစ်ပါတယ်။ဒါပြင်တိုက်စစ်မှု Ferran Torres ကိုလည်းကမ္ဘာဖလားမတိုင်ခင်မှာစာချုပ်တိတ်ချုပ်ဆိုနိုင်ဖို့အတွက်စူးစမ်းသွားအောင်မယ်ဆိုတဲ့သတင်းတွေလည်းသိရှိရပါတယ်။ဘာစီလိုနာငယ်အသင်းရဲ့လူငယ်ကစားသမားတွေဖြစ်ကြတဲ့Tommy Asper Torres နဲ့ Cortes တို့အတွက်နီးပြ Hansi Flick ကလာမယ့်နေ့ရာသီမှာအသင်းကြီးမှာခေါ်ထားပြီးတော့ဆက်လက်အသုံးပြုဖို့အတွက်ဆန္ဒရှိနေပါတယ်။အသင်းဘက်ကတော့အတွေ့အကြုံရရှိဖို့အတွက်ငါးပြောင်းရွှေ့တွေကိုလမ်းဖွင့်ထားပေမဲ့လည်းဒီပြ Hansi Flick နေတဲ့တော့အဆိုပါလူငယ်ကစားသမား၄ဦးလုံးဟာပထမအသင်းကြီးမှာကစားနိုင်ဖို့အတွက်လုံလောက်တဲ့အရေးသွေးရှိတယ်လို့ယုံကြည်နေတာဖြစ်ပါတယ်။ဒါကတော့လက်ရှိချိန်ထိကြာတိထားရတဲ့ဘာစီလိုနာအသင်းရဲ့ပြောင်းရွှေ့သတင်းတွေဖြစ်ပါတယ်။အသင်းရဲ့တိုက်စစ်မှုတေရှာပုံတော်အကြောင်းကိုလည်းကျွန်တော်ဗီဒီယိုအသစ်တစ်ပုဒ်တည်တံ့တင်ဆက်ပေးသွားဖို့ရှိပါတယ်။ကျွန်တော်ကတော့ KS ပါ။